အနောက်မှမီးတုံများဖြင့်လိုက်လာကြသောရွာသားတွေကြောင့်လဲကျ၍နာကျင်နေပင်မဲ့လည်းတင်းမာတယောက်ကမန်းကတန်းပြန်ထစဉ်နှွေးထွေးသောလက်တစုံကမ်းလှမ်းလာသည်ကိုတင်းမာတအံ့တအော်တွေ့ရလေတော့သည်တင်းမာတယောက်ထိုလက်ပိုင်ရှင်အားအာကိုတကြီးဖြင့်မော့ကြည့်လေရာထိုလှမ်းပေးသောလက်မှာတန့်စင်ဖြစ်နေတာကြောင့်တင်းမာဝမ်းသာလွန်ပြီးတန့်စင်အားတင်းကျပ်စွာလှမ်းဖက်၍ငုံမိလေတော့သည်အကိုရဲ့တင်းမာကိုဘာလို့ထားခဲ့တာလဲဟင်အကိုရက်ဆက်တယ်တန့်စင်တင်းမာအားတေချာစိုက်ကြည့်လျက်အကိုစီတင်းမာလိုက်လာမှတိလို့ထွက်လာတာပါကဲဘာမှစိတ်မပူနဲ့တော့အကိုရဲ့ရွာကိုတင်းမာလိုက်ခဲ့ပြီတော့တင်းမာလိုက်မယ်မဟုတ်လားတင်းမာတယောက်ဟိုကြောက်ကြောက်လန့်လန့်ဖြင့်နောက်သို့ပြန်ကြည့်လိုက်ရာနောက်တွင်မြည်သူမှမရှိတာကြောင့်တင်းမာအံ့ဩခဲ့ရလေသည်ခုနကလူတွေတင်းမာနောက်လိုက်လာတာလေအဲ့ဒါတင်းမာစကားမဆုံးခင်မှာပင်ကဲပါတင်းမာရဲ့လာအခုလှဲပေါ်တက်အကိုနဲ့လိုက်ခဲ့တော့နော်ကျန်တာတွေတွေးမနေပါနဲ့တော့တင်းမာလဲမဆိုင်မတော့ခေါင်းငိမ့်ပြလျက်တန်းစင်လှဲပေါ်သို့ဆွေကနေတက်၍လိုက်ခဲ့လေတော့သည်ထို့နောက်ညာကြီးအချိန်မတော်တခါမျှပင်မရောက်ဘူးသောတန်းစင်ဤရွာသို့လှဲဖြင့်ခရီးနှင်လာပါတော့သည်အချိန်အတန်ကြာသောအခါတွင်မူတင်းမာတယောက်လှဲပေါ်တွင်ထိုင်နေရင်းအကိုရွာကိုမရောက်သေးဘူးလားဟင်အဝေးကြီးပဲနော်တစ်ပင်ကြီးတွေကလည်းမဲနဲ့အကြီးကြီးတွေကြောက်စရာကြီးအကိုပြောတော့အကိုတို့ရွာနဲ့တင်းမာတို့ရွာကတိတ်မဝေးဘူးဆိုတင်းမာအမေးကိုတန့်စင်ပြန်မဖြေလဲကိုသာဆက်၍မောင်းနှင်လေတော့သည်တင်းမာတယောက်ကြောက်ရွံ့နေတာတော့အမှန်ပဲမဖြစ်မနေအခြေအနေမျိုးမို့သာလိုက်လာရပေမဲ့ကြောက်စိတ်ကတပြေးပြေးပို၍သာတိုးလာနေပါတော့သည်ထို့သောတင်းမာတယောက်စိတ်မသက်မသာဖြစ်နေခြင်းတန့်စင်မှတင်းမာရေးအကိုရွာကိုရောက်တော့မယ်နော်ဟိုရောက်ရင်တင်းမာနေဖို့နေရာပြပေးမယ်မနေ့ကျရင်အကိုတို့ရွာရဲ့အကြီးဆုံးအဖွားကိုနှုတ်ဆက်ကားတော်ဝါပြုရမယ်နော်ပြီးရင်ရွာကနေတင်းမာကိုကြိုဆိုတဲ့ပွဲလေးလုပ်ကြရမှာဒါအကိုတို့ရွာဓလေ့ပဲတင်းမာတန့်စင်ပြောနေတာတွေကိုလည်းစိတ်မဝင်စားနိုင်နားလဲမလဲဒီလောက်ဝေးတဲ့ခရီးကိုတန့်စင်တယောက်သူ့အားလာ၍တွေ့သည်ကိုသာအံ့ဩနေမိလေတော့သည်စိတ်ထဲတွင်လည်းမတက်မတာဖြင့်တီးကျင်စိတ်ကရှိနေတာမို့အကိုတင်းမာစီလာရင်လှဲနဲ့လာတာလားဟင်တန့်စင်ကတင်းမာကိုခက်ပြုံးကြည့်ရင်ဒါဘောတင်းမာရဲ့မနဲ့ခင်းဆိုဖြက်လန်းကလာရင်နီးတယ်လေဒါကြောင့်ချစ်တော့လေလာစောင့်ရတာပေါ့တင်းမာရဲ့ရုတ်တရက်တန်းစင်ဤအဖြေအားသဘောကျသွားသောတင်းမာတန်းစင်အဖြေကြားကမှစိတ်သက်သာရခဲ့လေတော့သည်ထို့နောက်အကိုဟိုမှရွာအဝင်မဲ့ရောက်ပြီလားရင်အကိုတန်းစင်တင်းမာအားပြုံးပြကရောက်ပြီတင်းမာထို့နောက်ရွာထဲသို့တရွေ့ဝင်လာခဲ့လေရာတင်းမာတအံ့တအောအတန်ဖြင့်အကိုဟိုမှာကပီးတိုင်လေးတွေတိတ်ချစ်ဖို့ကောင်းတာပဲအကိုရဲ့နော်တ
တန်းစင်မှတင်းမှအခက်တီတီရုပ်ဖြင့်အိတ်ကပီးလေးတွေမှာဒီရွာကလူတွေရဲ့နာမည်တွေရေးထားရတာဒီရွာမှာနေရင်တော့ဒီမှာကပီးတင်ကိုတင်ရတယ်တင်းမကိုမနှက်ဖြန်ဒီမှာကပီးလေးလာတင်ပေးမယ်နော်တင်းမနည်းနည်းအန်တန်တန်ဖြစ်နေကဒါဆိုဒီမှာနာမည်လေးရေးပြီးရင်တင်းမဒီရွာသူအဖြစ်နေလို့ရပြီပေါ့နော်အဲ့လိုလားအကိုဒါပေါ့တင်းမရဲ့တင်းမတစ်ချက်ပြုံးပြီးရုတ်တရက်နောက်ကလူတွေများလိုက်လာမလားလို့စိုးရိမ်မိရင်လှဲလန်းကြောင်းအတိုင်းနောက်တော့ငေးကြည့်နေမိပြန်သည်အကိုသူတို့တင်းမနောက်ကိုလိုက်မလာနိုင်တော့ပါဘူးနော်တင်းမကြောက်လို့ပါဒီမှာတင်းမဒီကိုဘသူမှလိုက်မလာနိုင်ဘူးစိတ်ချနော်တော်သေးတာပေါ့တင်းမဘဝကိုကဲတင်ပေးလို့ကျေးဇူးပါအကိုရဲ့တန်းစင်တင်းမအားစိုက်ကြည့်ရှင်ကျေးဇူးတွေကြီးပဲတင်မနေပါနဲ့အိမ်ရောက်ရင်အဝတ်အစားလဲပြီးရင်နားလိုက်တော့မနေ့ကျရင်ကိုတို့အဖွားကိုသွားဝတ်ပြုနှုတ်ဆက်ကြမယ်နော်တင်းမလည်းတန်းစင်ပကုံးကိုမိလိုက်၍ဟုတ်အကိုဟုတပ်ပြင်းတစ်ချက်ချမိလေပါတော့သည်ထို့နောက်အိမ်ဝိုင်းထဲသို့ရောက်လေတော့လဲပေါ်မှဆင်း၍တန်းစင်တယောက်တင်းမနားနေရန်နေရာသို့လိုက်ပြလေသည်တင်းမဒီမှာနေလို့ရတယ်နော်တကယ်လို့အဖွားကနောက်ရက်တွေမှာသူနဲ့နေခိုင်းရင်တော့တင်းမသူနဲ့နေနိုင်ရမယ်ဟုတ်ပြီလားတင်းမတန်းစင်စကားတန်ကြားပြီးနောက်မျက်နှာမကောင်းဖြစ်ရလေသည်ထို့နောက်စိုးရွံ့သောမျက်နှာဖြင့်တန်းစင်ကိုတင်းမတခုမေးလေတော့သည်တင်းမကအကုန်နဲ့တူတူမနေရဘူးလားဟင်တန်းစင်လဲတင်းမဤအမေးကိုပြန်ဖြေလေသည်မဟုတ်ဘူးတင်းမချက်ချင်းတူတူနေလို့မရဘူးလေအကိုတို့လှုပ်เสียရှိတာတွေလှုပ်ရအောင်မယ်မဟုတ်လားတင်းမလဲထို့သို့တွေးရင်တော့လေတဘာဝကြနေတာမို့တန်းစင်နေရာထိုင်ခင်းချပေးထားသောနေရာ၌ပင်တန်းစင်စီစဉ်ပေးသောအဝတ်အစားများအားထုတ်လဲ၍ဝစ်စင်လာသည့်မင်းသမီးအဆောင်အယောင်များနှင့်အဝတ်အစားများကိုချွတ်ကာကိုလက်တန်းစင်လျက်ဖြာချမ်းလေးပေါ်တွင်လှဲ၍နားနေလေတော့သည်ထို့နောက်တင်းမတယောက်ညကဖြစ်ခဲ့သောအချင်းအရာများကိုပြန်ပြောင်းတွေးတောနေမိလေတော့သည်ဖြစ်စဉ်မှာနားမလည်နိုင်တာတွေလည်းအများကြီးရှိနေသလိုတင်းမတယောက်အိပ်ပင်မပြောနိုင်ဖြစ်ရလေသည်ကျော်ကြီးတယောက်ရွာအပြင်နားကတစ်ပင်မှာကြံခဲ့သောမြင်ကွင်းကိုလည်းအကြိမ်ကြိမ်မြင်ရောက်ပြီးလွန်စွာဝမ်းနဲ့နေမိလေတော့သည်သို့တော့ကြီးကြီးမြအိမ်မှာတွေးလိုက်ရသောကျော်ကြီးကရောဘသူဖြစ်မလဲဟုတွေးကထိုညတွင်တင်းမအတွေးပေါင်း16000ဖြင့်ဖြတ်တန်းရပြန်သည်ခုချိန်ထိမအေးချမ်းသေးသောတင်းမဘဝမှာလည်းခါတီလှတာတော့အမှန်ပဲထို့နောက်တင်းမတယောက်အတွေးပေါင်းစုံဖြင့်မိုးလင်းလူချိန်နီးမှမိကနေအိပ်ပျော်သွားလေရာအတန်ကြာလေတော့အိမ်ရှိမှအတန်တန်ထွက်ပေါ်လာတော့သည်တင်းမရေအိပ်နေတာလားထအကိုတို့အဖွားစီသွားရမယ်တင်းမတန်းစီအတန်ကြောင့်တင်းမတယောက်ရုတ်တရက်နိုးလာလေသည်ဟုတ်အကိုခဏလေးနော်တင်းမမျက်နှာတက်ပြီးထွက်ခဲ့မယ်ထို့နောက်တင်းမတယောက်တေးတေးတက်တက်ပြင်ဆင်ကအိမ်ရှိသို့ထွက်လာလေတော့သည်စောစောစီစီမို့မြူလေးများဆိုင်လျက်ရာသီဥတုလေးမှာတတရရရှိလာပေသည်ထို့အပြင်ခမ်းညာလှပစွာတောက်ပြောင်လျက်ရှိသောတန့်စင်အားတင်းမတယောက်တွေးလိုက်ရခြင်းပြုံးပြနှုတ်ဆက်၍တင်းမတယောက်တန့်စင်အားအာကိုတကြီးကြည့်နေမိတော့သည်သို့သောတန်းစင်မှတင်းမအားပြန်၍ပြုံးမပြရုတ်တီတီဖြင့်သာရက်နေလေသည်တင်းမရှက်ကိုရှက်ကံဖြင့်ပြန်မပြုံးပြသောတန်းစင်အားမျက်နှာလွှဲ၍တန်းစင်နောက်မှအဖွားဆိုသူအိမ်သို့လိုက်ခဲ့လေသည်ခြံဝင်းတစ်ခုနာအရောက်တွင်တန်းစင်မှတင်းမအားကဲဒီအိမ်မဲတင်းမအဖွားမြိုင်ရှေ့ရောက်ရင်စကားမမစီနဲ့နော်တင်းမကဲလာဝင်ကြစို့တင်းမဝင်းကျင်အားဟိုကြည့်တီကြည့်ဖြင့်တန်းစင်နှင့်အတူဝင်လာလေရာအိမ်ထဲတွင်အချွေအရံများဖြင့်အဖွားအိုတယောက်ထိုင်နေသည်ကိုတွေ့ရလေတော့သည်တင်းမဘာပြောလို့ပြောရမယ်မသိအဖွားမြိုင်ကိုပင်မဝင့်မရဲဖြင့်ကြည်နေမိလေသည်ထိုအချိန်တန်းစင်မှအဖွားမြိုင်၏နောက်နားသို့တွားရက်နေကတင်းမအားဆိုက်၍ကြည်နေလေတော့သည်ထို့နောက်အဖွားမြိုင်မှတင်းမအားမင်းကတင်းမဆိုတဲ့ခလေးလားဟုတ်ကဲ့ပါအဖွားထို့နောက်အဖွားမြိုင်မှတန်းစင်ကိုလှည့်၍မော့ကြည့်ရင်ခတ်တိုးတိုးမေးလေသည်တန်းစင်မင်းပြောတာတူလားမင်းရွေးချယ်ပြီးပြီလား
သူဆိုတာရောတေချာမှန်ကန်ရဲ့လားဟုတ်ကဲ့သူပါပဲအဖွာကောင်းပြီဒါဆိုကပီးတိုင်စိုက်မယ်ကဲလာကြလိုက်ခဲ့ကြတင်းမတယောက်အဖွားမြိုင်နေတန့်စင်တို့ဘာတွေပြောပြီးဘာတွေလုပ်ဘယ်တွေသွားနေတယ်လဲခံမှန်းရခက်နေလေသည်ကို့အပေါ်အရေအပြုံးမင်မရှိသလောက်ဖြစ်နေသောတန့်စင်ကိုလည်းတင်းမအံ့ဩစိတ်တုန်နေမိတာတော့အမှန်ပဲမိမိထင်ထားသလိုပိုဂယုဆိုင်ပိုချစ်မည်ဟုထင်ထားသည့်တန့်စင်မှာသူမအားဂယုပင်မဆိုင်အေးဆက်ဆက်နိုင်လှပေတော့သည်ထို့နောက်ရွာအဝင်နာကပီးတိုင်များစိုက်ထူထားသောနေရာသို့ရောက်ခဲ့ကြလေရာစိတ်ဖုံးရွာသူအဖွားမြိုင်မှတန်းစဉ်ဤကပီးတိုင်ကိုကြည့်၍ပါဇက်မှလည်းနားမနေသောဂါရာများကိုလည်းအဆက်မပြတ်ရွတ်ဖတ်နေလေတော့သည်ထို့နောက်ရွာသူတချို့မှတင်းမအားဝင်းရံခါအဖွားမြိုင်ဆိုနေသည့်ဂါရာများအားလူကုန်လိုက်ရွတ်ဆိုနေကြလေတော့သည်တင်းမတယောက်ရင်တလက်လက်ဖြင့်တုတ်တုတ်ပင်မလို့ရှီရင်းဆွဲနေရ၌ပင်မတက်ရက်နေလေတော့သည်တင်းမစိတ်ထဲအတွေးပေါင်းစုံအပြင်တန်းစဉ်ကိုအာကိုတကြီးလှမ်းလှမ်းကြည့်မိနေသောအကြည့်မှာအလွန်အားငယ်စိတ်ဖြစ်ပေါ်နေသည်ကိုထင်ရှားစေပါတော့သည်အချိန်အတန်ကြာသောအဖွားမြိုင်မှတင်းမဒီမှာကြည့်စမ်းသမီးနာမည်ကပီးတိုင်လေတင်းမအံ့ဩတကြီးဖြင့်တစ်လွင်လှပနေသောသူ့နာမည်ကပီးတိုင်လေးအားတွေးလိုက်ရလေတော့သည်ထို့သို့တင်းမတအံ့တအောကြည့်နေစဉ်အဖွားမြိုင်မှကဲသမီးဒီနေ့ကစသမီးဒီစိတ်ဖုံးရွာသူဖြစ်ပြီနော်တန့်စဉ်ဒီနေ့ညတင်းမနဲ့အဖော်နေပြီးလိုက်ကဲကြံတဲ့သူတွေအားလုံးလဲကိုယ့်နေရာကိုပြန်ကြတော့အားလုံးကိုတတိပေးမယ်ဒီညတကောင်အထိဒီနားကိုဘသူမှမလာရဘူးလာတဲ့သူကကြီးလေးတဲ့အပြစ်ကိုခံကြရမယ်ကဲသွားကြတော့တမူထူးခြားနေသောထိုရွာမှလူများ၏အပြုအမူတွေကိုကြည့်ရင်တင်းမအနေရခက်နေတာတော့အမှန်ပဲသို့တော့တရွာတကြီးမို့ဓလေတွေမတူလို့ထူးဆန်းနေခြင်းဖြစ်လိမ့်မည်ဟုတင်းမဖြည့်တွေးနေမိလေသည်ထို့နောက်တန်းစဉ်မှာတင်းမ၏ပခုံးအားလှမ်းကင်လိုက်ရင်ဟေးဘာလဲစိတ်ညစ်နေပြီလားတင်းမမျက်နှာကြီးကိုလည်းကြည့်ပါအောင်မကြည်မတာနဲ့ချက်ချင်းအချိုးပြောင်းသွားသောတန့်စင်အားတင်းမမျက်စောင်းတစ်ချက်ထိုး၍အကိုကလည်းနော်တော်တော်တက်နိုင်နေနိုင်တာပဲရောက်လာကတဲ့ကတင်းမကိုလည်းအာယုံမရဘူးဂယုလည်းမဆိုင်ဘူးအကိုအာကိုပြီးတင်းမလိုက်လာခဲ့ရတာအခုမှတင်းမကိုဒီလိုတွေပျောပီပြန်လို့မနေပါနဲ့တင်းမစိတ်ထဲနေလို့ကောင်းသေးတာမဟုတ်ဘူးဒီကိုရောက်လာကတဲ့ကတင်းမစိတ်တွေကြည်မနေဘူးနေရတာလဲလေးလေးကြီးပြီးတော့တင်းမကြော်ကြီးကိုလည်းတတိရတယ်တနာတယ်သူခမဘသူလက်ချက်နဲ့တင်ခဲ့ရလဲဆိုတာတီးခွင့်တော့မရခဲ့ဘူးသူတင်းမအပေါ်တက်နိုင်တဲ့လောက်ကောင်းခဲ့တယ်တေးပြီးအသက်မရှိတော့တာတော့တင်းမကိုလိုက်ကာကွယ်နေသေးတာတခုပဲစိတ်ထဲမရှင်းတာတင်းမစိတ်ထဲကပဲဖြစ်တာလားဘလို့မှမသိတာကမအေးကိုကြော်ကြီးတက်နေတယ်လို့တင်းမဘာလို့မြင်ခဲ့ရတာလဲဆိုတာပဲတန်းစဉ်လဲတင်းမထိုအကြောင်းအရာများကိုပြောနေစင်မှာပဲကဲတင်းမဖြစ်ပြီးတာတွေပြန်ပြောပြီးစိတ်အထိကိမခံပါနဲ့လားတင်းမရဲ့ဘာမှမတက်နိုင်တော့ဘူးလေအရာရာကကံတရားပဲတင်းမလည်းမကြခင်ဒါတွေတိလာရတော့မှာပါကဲလာပါကိုတို့ပြန်ရအောင်ဒီညတင်းမကိုလာဆောင်လျှောက်ပေးရမှာဆိုတော့ညစာအတူတူစားကြမယ်နော်ကဲလာတန်းစဉ်ပုံမှန်ပြန်ဖြစ်သွားတော့မှတင်းမလည်းစိတ်ဒုံဒုံချနိုင်တော့သည်ထို့နောက်နေဝင်ချင်းတိမ်တောက်နေသောကောင်းကင်ကြီးအောက်တွင်တင်းမတယောက်အိမ်ရှိချန်ထဲရှိဝလုံးခုန်တန်းလေးတွင်မေးတင်လျက်ကောင်းကင်ကြီးအားမော့ကြည့်နေမိလေတော့သည်တင်းမစိတ်ထဲတွင်ငါဘာတွေဖြစ်နေတာလဲငါဘာတွေလုပ်ခဲ့မိတာလဲငါဒီကိုလိုက်လာတာမှားပြီလားမလိုက်လို့ရောမရဘူးလေရွာမှာငါ့ကိုတရက်ခံလို့ဆွတ်ဆွဲနေကြတာနေရတာလဲစိတ်မသက်မသာလိုက်တာဒီမှာလဲငါပျော်မယ်ထင်တာမပျော်ရပါလားနော်တင်းမတယောက်တည်းထို့သို့တွေးတောနေခြင်းတန်းစဉ်နွားလဲဖြင့်အိမ်ဝင်းနဲ့ဝင်လာခဲ့လေတော့သည်တင်းမရေအကိုရောက်ပြီနော်ဟုတ်အကိုထမင်းစားတော့မလားတင်းမပြင်လိုက်မယ်နော်ကောင်းသားပဲတင်းမတယောက်ရှိတာလေးနဲ့ချက်ထားသည်များအားတန်းစဉ်အတွက်ခူးခတ်ကြွေးလေတော့သည်
တင်းမလက်ရကတော့ရှယ်ပဲကွာတင်းမတန်းစဉ်ထမင်းစားနေချိန်တန်းစဉ်အားလိလာအကဲခတ်မိလေရာတန်းစဉ်ဤတချို့သောအမူအရာတွေမှာတင်းမဆဆတွေ့ခဲ့တယ်လို့တီကြည်မှုတန်ရှင်းနေမှုများမရှိတော့ပေတင်းမနောက်တစ်ခုအတွေးဝင်လာခြင်းမှာတန်းစဉ်ဘာကြောင့်သူ့ကိုချစ်စကားကြိုက်စကားတခေါမှမပြောတော့ပဲအခုလိုမဆိုင်တယ်လို့ဘာလို့နေနိုင်ရတာလဲဒါနဲ့များသူဘာကြောင့်သူ့ရွာကိုအတင်းခေါ်နေခဲ့ရတာလဲဆိုသောအတွေးတွေဖြင့်တင်းမတယောက်တန်းစဉ်အတွက်ညစာကိုတဲ့ခင်းနေရလေသည်ထို့နောက်မျက်နှာမကောင်းဖြစ်နေသောတင်းမအားတန်းစဉ်မှတင်းမဘာတွေတွေးနေတာလဲ။အော်ဘာမှမဟုတ်ပါဘူးအကိုအဖွားပြောတာလေးတွေးမိလို့ပါဒီညတကောင်ရဲ့အထိရွာဝင်နာကဟိုကပီးတိုင်လေးလေအိမ်နာကိုဘသူမှမလာရဘူးဆိုတာလေသွားတတိရမိလို့ပါအကိုရဲ့ကဲအကိုစားပြီးပြီဆိုတင်းမသိမ့်လိုက်တော့မယ်နော်ပြောဆိုဖြင့်စေးကြောရန်ပကံခွက်ရောက်များအားစေးကြော၍ညစာကိုအဆုံးသတ်ခဲ့လေတော့သည်ထိုနေ့ညစာစားပွဲဟာတင်းမအတွက်တန်းစဉ်ရှိနေရင်ပျော်ရွှင်စွာအပူပင်ကင်းကင်းနေထိုင်စားတော့ရပြီထင်မှတ်ထားပေမဲ့တင်းမစိတ်ထဲဘာကိုဘဝင်မကြလို့မကြဖြစ်နေမှန်းမသိစိတ်နဲ့ကိုယ်လည်းမကပ်တင်းမအတွေးပေါင်းစုံဖြင့်ထိုညကိုဖျက်တမ်းရလေတော့သည်ထိုနေ့ညတကောင်အချိန်ရောက်လူတွင်တင်းမအိမ်မောကျစွာအိပ်ပျော်နေချိန်တမီနဘေးမှခေါ်တန်ကြား၍တင်းမတယောက်အိတ်နေရင်းမှပင်မျက်လုံးကိုအာတင်ဖွင့်၍ကြည့်ရလေရာတမီအမေလေအမေပါတင်းမတေချာကြည့်သည့်အခါမှာတော့သူ့ကိုလာနှိုးနေသောသူမှမအေးဖြစ်နေသည်ကိုတင်းမကြောက်အားလန့်အားတွေးလိုက်ရလေတော့သည်ထို့နောက်တင်းမလွန်စွာကြောက်လန့်ပြီးအိတ်နေရာမှထထိုင်မိလေတော့သည်ဟမ်အမေဒီကိုဘာလာလုပ်တာလဲဒီနေရာကိုရောဘလို့သိတာလဲထို့စဉ်မအေးမရုတ်တရက်တင်းမအားစိုက်ကြည့်လျက်ကြောက်မဲ့ဖွယ်အတန်မျိုးဖြင့်ရေမောလေတော့သည်ဟဲ့တင်းမငါကမအေးမဟုတ်ဘူးဟာငါဘယ်သူလဲသိလား